ဒီပုံကိုကြည့်လိုက်ပါခမရတို့အနေနဲ့ဒါဟာပန်းကြီးဆရာတယောက်ကဆေးရောင်နဲ့အလွာလိုက်ချဲတော့ထားတာလို့ထင်ပါသလားဒါမှမဟုတ် Photoshop နဲ့ပြင်ထားတာလို့ရထင်မိလားတကယ်တော့ဒါဟာဘယ်သူမှဆေးလိမ့်ထားတာမဟုတ်ဘဲတဘာဝတရားကနှစ်တန်းမောင်းများစွာအချိန်ယူပြီးဖန်တီးထားတဲ့ကပ္ပအံ့ပွယ်မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ် Daily Point မြန်မာကနေကြိုးဆိုပါတယ်ကျွန်တော်တို့နဲ့အတူကဘာကြီးရဲ့စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အစမ်းကျယ်ဆုံးလျှို့ဝှက်ချက်တွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါတရုတ်နိုင်ငံဂန်းစုပြည်နယ်မှာရှိတဲ့ဂျန်ရဲ့ဒန်းရှာတောင်တန်းတွေဟာတက်တန့်တောင်တန်းတွေလို့ခဘာကြော်ပါတယ်ဒီတောင်တန်းတွေပေါ်မှာအနီးအဝါလေမော်နဲ့အစိမ်းရောင်အလွှာလိုက်ကြီးတွေကိုတောင်လုံးအနှံ့ထင်းထင်းရှားရှားမြင်တွေ့နိုင်ပါတယ်ဒီလိုထူးဆန်းတဲ့အယောင်တွေဘလို့ဖြစ်လာတာလဲဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း24တန်းကြုံကနေစတင်ခဲ့တာပါတဲကြောက်တွေနဲ့တတုတတ်အလွှာပေါင်းများစွာဟာတလွှာပြီးတလွှာထက်ဆင့်စုပေါင်းမိသွားရကနေဒီလိုရောင်စုံအလွှာတွေဖြစ်လာခဲ့တာပါနောက်ပိုင်းမှာတော့ကမ္ဘာမြင်မျက်နှာပြင်လှုပ်ရှားမှုတွေကြောင့်ဒီကြောက်လွှာတွေဟာအပေါ်ကိုမြင့်တက်လာပြီးလေတိုက်စားမှုမိုးစားမှုတွေနဲ့ပေါင်းဆက်ကအခုလိုထူးခြားတဲ့တောင်ကုန်းပုံတရံတွေထက်လာခဲ့တာဖြစ်ပါတယ်အထူးသဖြင့်မိုးရွာပြီးစားအချိန်မျိုးမှာဆိုရင်ဒီတောင်တန်းတွေရဲ့အယောင်ဟာပိုပြီးတော့တောက်ပဆိုးပြေလာတတ်ပါတယ်ခမည်းရှေ့မှာရှိနေတာဟာတောင်တန်းကြီးတစ်ခုလားဒါမှမဟုတ်ကမ္ဘာမြေပေါ်ကိုခင်းကျင်းထားတဲ့ရောင်စုံကော်စော်ကြီးတစ်ခုလားဆိုတာဝေခွေမရနိုင်အောင်လှပလွန်းလာပါတယ် UNESCO ကနေဒါကမ္ဘာအမွေအနှစ်နေရာအဖြစ်သတ်မှတ်ထားတဲ့ဒီနေရာဟာလူသားတွေမယုံနိုင်အောင်လှပတဲ့တဘာဝရဲ့လျှို့ဝှက်ချက်တစ်ခုပါပဲတဘာဝတရားဟာအကောင်းဆုံးပန်းချီဆရာတူဖြစ်တယ်လို့ကျွန်တော်တို့မမြင်ဘူးသေးတဲ့အလှတရားတွေကိုကမ္ဘာအနှံ့မှာလျှို့ဝှက်စွာတင်စီထားစေဖြစ်ပါတယ်အခုလိုမျိုးကမ္ဘာပေါ်ကအလှပဆုံးနေရာတွေနဲ့စမ်းကြဲတဲ့တဘာဝဖြစ်စဉ်တွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်ပိုမိုဆုံးလက်နဲ့ကဘာလက်ခရီးစဉ်ဗီဒီယိုတွေကိုကြည့်ရှုဖို့ YouTube channel ကိုလည်း subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါအောင်ခင်ဗျာခင်ဗျားတို့ရောဒီတက်ကြံတောင်တန်းတွေကိုကိုယ်တိုင်တောက်ရောက်ကြည့်ရှုခြင်းပါသလား comment မှာပြောပြထဲပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်